ရဲ့ signature ကတော့ cheesecake meat tea ပါဒီ cheesecake meat tea ကိုမန်လေးမှာညီမတို့ဆိုင်ကပထမဦးဆုံးစရောင်းတာပေါ့နော် cheesecake meat tea ကိုရောင်းဖြစ်တာကတော့ညီမတို့ကတရုတ်ပြည်မှာသွားလဲတော့cheesecake meat tea ကိုတောင်းမိရပေါ့နော်အရင်တောက်လို့ကောင်းတယ်ဆိုပြီးတော့ဆိုင်မှာရောင်းရင်ကောင်းမှာပဲဆိုပြီးတော့ညီမတို့လည်းမန်လေးမှာစရောင်းဖြစ်ခဲ့တာပေါ့နော်အရင်ရောင်းကောင်းတဲ့အချိန်တုန်းကဆိုရင်တရက်ကိုအခွက်400-500လောက်ကိုရောင်းရတယ်ပေါ့နော်ညီမတို့ဆိုင်နာမည်ကတော့ Sugar Mami ပါမန်နီမှာဆိုင်စားဖွင့်တာကတော့2023ကနေဆိုင်စားဖွင့်တာအတန်ကတော့4နှစ်လောက်ရှိပြီမိခီကိုစလုပ်ခဲ့တာကတော့2019ကနေစပြီးတော့နှန့်ခမ်းမူဆယ်ကနေစလုပ်ခဲ့တာပါလုပ်တဲ့တက်တန်းကတော့10နှစ်လောက်ရှိပြီပေါ့နော်အေးနဲ့တွေ့စားဖို့အစားတော့ကတော့မိရှည်သားခင်ရှိတယ်မိရှည်သားခင်ကကြတော့ယူနန်ဖက်အရတာပေါ့နော်ချင်းဆက်လေးပေါ့မလာချစ်ချီတော့ကကြတော့လည်းအရင်စားကြတယ်ပေါ့နော်cheese ဆိုင်တဲ့သူတွေအတွက် cheese ball တွေရှိတယ်ပေါ့နော်ဒုကဆိုရင်အပြင်ကကျွတ်လေးအထဲမှာ cheese တွေကိုအမြင်လေးတွေနဲ့ဆွဲလို့ရတယ်ပေါ့နော်ပြီးရင်ဒီလိုချိုပွဲလေးတွေလည်းရှိတယ်သူက ready made ကိုမသုံးဘဲနဲ့ကိုယ်တိုင်လုပ်ထားတာပေါ့နော်အခုခေတ်လူငယ်တွေကကျမရင်ရလိုက်စားလာတယ်ဆိုတော့ဒီမှာတို့လည်းကျမရင်နဲ့ကိုက်ညီတဲ့အသီးဖြော်ရည်တွေကိုထုတ်ပေးထားတာပေါ့နော်အေးတစ်ခွက်ဆိုရင်ကယ်လိုရီ100လောက်ပဲရှိတယ်ပြီးတော့အသားရည်လည်းလှတယ်အသားလည်းဖြူတယ်တိုင်ပွင့်ချိန်လေးကတော့မနက်10နာရီကနေညနေ6နာရီဖြစ်ပါတယ်ဆိုင်လိပ်စာလေးကတော့65 106 109ဖြစ်ပါတယ်ညီမတို့ဆိုင်ကအေးနဲ့အစားအသောက်တွေကိုသုံးဆောင်ချင်တယ်ဆိုရင်ဆိုင်လာဖို့ဖိတ်ခေါ်လိုက်ပါတယ်အားလုံးကိုလည်းယဉ်ကျေးဇူးတင်ပါတယ်